တင်ကြဂျိုနေမှာတော့လူအစီကားဆုံးစီးရင်ကိုကြည့်မယ်ဆိုရင်မန္တလေးမြို့ကတော့ညကလေးကစတင်ပြီးလွတ်လွတ်ရှာရှာရှိနေခဲ့ပါတယ်။အဂျိုနေမနေ့ပိုင်းမှာဆိုရင်လည်းနေရာအနှံ့ပြားမှာလေပတ်နေကြတဲ့လူအုပ်ကြီးကိုတကယ်နဲ့မြင်တွေ့နေရပါတယ်။ဒုတိယမြောက်အစီကားဆုံးနေရာကတော့ဂျပန်နိုင်ငံမှာကျင်းပနေတဲ့တင်ကြပွဲတို့တည်ပြီးမြန်မာနိုင်ငံသား3000ကျော်လောက်ပါဝင်ဆင်နွှဲနေကြတယ်လို့သိရပါတယ်။အဲ့ဒီမှာမြန်မာရိုးရာအကအလာတွေနဲ့အတူတကယ်ကိုစီစီကားကားရှိနေတာကိုမြင်တွေ့ရမှာပါ။နောက်ထပ်အစီကားဆုံးနေရာတစ်ခုကတော့ရန်ကုန်မြို့ထိပ်မန္တလေးထပ်တောင်လူဦးရေပိုများနေမလားလို့ထင်မှတ်ရလောက်အောင်မြို့နယ်9ခုလုံးမှာစီကားနေပါတယ်။နေပြီးတော့တင်ကြံမှာတော့စာမေးပွဲကာလာတွေရှိနေတာကြောင့်အရင်နှစ်တွေကထက်လာရောက်လေပတ်တူနေပါနေလာကိုတွေ့ရပါတယ်။မန္တလေးမှာတော့လေပြင်းတွေတိုက်ခတ်ခဲ့တာကြောင့်အကျိုးနေ့မှာခရီးသွားဖို့ဝန်လေးနေကြသူတွေလည်းရှိနေခဲ့ပါတယ်။စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေကတော့တင်ကြံအကျိုးနေ့ဖွင့်ပွဲတွေပြုလုပ်နေကြတာကြောင့်တာမန်ပြည်သူတွေတွာလာဖို့အတွက်တော့တိတ်မလွဲကူတဲ့အခြေအနေမျိုးတွေရှိနေပါတယ်။ဌာနဆိုင်ရာဝန်ထမ်းအချို့နဲ့စာမေးပွဲဖြေဆိုသူတွေသာရှိနေကြပေမဲ့မန္တလေးတင်ကြံကတော့လူတွေရဲ့စိတ်ဖိစီးမှုတွေကိုဖြေဖျောက်ဖို့အတွက်ပျော်စရာကောင်းတဲ့အတိုင်းအတာတစ်ခုမှရှိနေပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမူဆဲမြို့မှာလည်းအကျိုးနေ့မြင်ကွင်းကတော်တော်လေးကိုစီကားနေတာကိုတွေ့ရပါတယ်။မန္တလေးမြို့မှာတော့အခုနှစ်မှာအပူချိန်တွေကတဖြည်းဖြည်းမြင့်တက်လာတာကြောင့်လူတွေကရေကစားရင်းနဲ့အပူဒဏ်ကိုဖြေဖျောက်နေကြပါတယ်။စစ်မီးတွေတောက်လောင်နေတဲ့နေရာအချို့မှာတော့မှလူတွေကတူတူရဲ့နေအိမ်ပတ်ဝန်းကျင်မှာတင်ရိုးရိုးရှင်းရှင်းလေးရေကစားရင်းစိတ်ဖြေသိမ့်နေကြတာကိုမြင်တွေ့ရပါတယ်။မန္တလေးကတော့အရင်နှစ်တွေကငလိန်တန်တွေနဲ့ဖီအားတွေကြုံတွေ့ခဲ့ရပေမဲ့အခု2026ခုနှစ်ရဲ့တင်းကျပ်အကျိုးနေ့မှာတော့အကောင်းဆုံးပုံစံနဲ့ရှိနေပါတယ်။ခြုံပြီးပြောရမယ်ဆိုရင်တော့ဒီနှစ်တင်းကျပ်အကျိုးနေ့မှာအလို့အရှုပ်ဆုံးတဲ့အစီကားဆုံးမြို့တွေကတော့မန္တလေး၊ရန်ကုန်နဲ့ဂျပန်နိုင်ငံကမြန်မာတင်းကျပ်ပွဲတွေပဲဖြစ်ပါတော့တယ်။